ကျမတို့မှတ်မယ်ဆိုလို့ရှိရင်ဒီဟာဆိုလို့ရှိရင်123 123ဒီမှာအဓိကကကျတော့3ည3လုံး3ည3လုံးဆိုလို့ရှိရင်1000လို့မှတ်ထားမယ်ဒါပေမဲ့ကျမတို့ခဏန်းနေရေးတဲ့အခါမှာ3ည3လုံးတစ်ဖြတ်ကော်မာလေးတွေကုတ်တယ်လေအဲ့လိုဆိုရင်မှတ်ရတယ်လွယ်တယ်ပေါ့နော်အဲ့လို3ည3လုံးကို1000လို့မှတ်မယ်ထောင်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီဟာဆိုရင်24,000နောက်တစ်ခုဒီဟာဆိုရင်536,000 okay နော်ဒါဆိုလို့ရှိရင်ဒီ3ည6လုံးဆိုလို့ရှိရင်ဘယ်လိုမှတ်မလဲ million လို့မှတ်မယ်3ည6လုံးဆိုရင် million 10သိန်း1တန်း okay နော်ဒါဆိုရင်ဒီဟာကိုဖတ်ကြည့်ရအောင်6 million 73 million 934 million ဒါဆိုဒီဟာကိုဖတ်ကြည့်ရအောင်728 million 536,120 okay နော်ဒီဟာဆိုရင်3ည6လုံး billion လို့မှတ်မယ်246 billion 493 million 120,000ဒါဆိုရင်3ည12လုံးဆိုလို့ရှိရင်ဘယ်လိုဖတ်မလဲ trillion trillion 123 trillion ကျော်အချင်းချုပ်ပြန်မှတ်ကြည့်ရအောင်1000 1 million 1 billion 1 trillion နားလည်မလို့မျှော်လင့်ပါတယ်